ခမားအဆင်ပြေပါသေးဆိုတဲ့စကားအလွင်ကျွန်တော်မှပြောစရာမရှိပါဘူးပရိသတ်များလုံးပဲမင်္ဂလာပါခင်ဗျကျွန်တော်ရဲ့ Show Sport News ကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီနေ့ကနေခင်ဗျထွက်သွားရမယ်ဆိုတဲ့သတင်းကြတော့ချစ်လာပါတယ်ဆိုတဲ့သူတွေတော့မှထားသွားခဲ့သေးတာပဲဒီညောင်ခင်ဗျကြောခိုင်းသွားတာတိတ်ပြီးတော့မထူးဆန်းပါဘူးလို့ပဲဆိုချင်ပါတယ်ဒီညောင်ခင်ဗျကြောခိုင်းသွားရဆိုတာဒီညောင်ခင်ဗျမချစ်တော်ဘူးမဟုတ်ဘူးဆိုတာသိပါတယ်ခင်ဗျားတို့ဒီညကအလိုရှိနေမယ်ဆိုရင်ဒီညမှာခင်ဗျားဆက်ပြီးတော့ရှိနေအောင်မှာပါဒါပေမဲ့ဒီညကဆွဲထားရင်တော့ခင်ဗျားကိုယ်တိုင်လည်းဆက်နေဖို့အတွက်ဆုံးဖြတ်မယ်မထင်ပါဘူးဘာကြောင့်လဲဆိုရင်တော့တခြားသူတွေကိုနေရာပေးအောင်ပဲဆိုတဲ့အတွေးတစ်ခုကြောင့်ပါပဲတချို့တွေကတော့နေရာတစ်ခုမှာထိုင်လို့ကောင်းမှန်းသိရင်ကိုယ်နဲ့တန်မမသိရွယ်ပြန်ပြီးတော့မထခြင်းတော့သူအဲ့နေရာမှာမြဲနေဖို့အတွက်ဘာတွေပဲလုပ်ရလို့အဲ့နေရာအတွက်တိုက်ခိုက်လာသူမှန်သမျှကိုရန်သူကြီးရောက်လို့သဘောထားပြီးတော့ဖြစ်နေခဲ့ပါတယ်လောကမှာဘယ်ရမှမတည်မြဲဘူးဆိုတာနေရာဆွဲရှိနေသူတွေကိုသိစေချင်လိုက်တာလို့ပဲဆိုရမှာဖြစ်ပါတယ်ငါဆိုရဲအတ္တဆွဲအနေနဲ့ငါပိုင်ရမယ်ငါဆိုင်ရမယ်နောက်ပြီးငါသားလေးကောင်းစားမယ်ဆိုအတ္တစိတ်တွေတကယ်တမ်းတွေးကျင်တော်လေးပူလောင်ခံစားရတယ်ဆိုတာဘိုက်စားတဲ့အချိန်ဘာမှမစားတယ်လူတိုင်းသိကြမှာပါလူကြောက်ဘိုက်တွေစားတယ်စားဖို့လည်းဘာမှမရှိဘူးဆိုရင်အဲ့ဒီစားတဲ့စိတ်ကလူတောက်တဲ့ဒေါသတွေရောတောကတွေပါဖြစ်ပေါ်နေစေခဲ့တာပါဒါပေမဲ့တချို့တွေကစားပြီးရင်စားခြင်းလေးဆိုသူတို့ဖြစ်နေခဲ့ပြီးတော့အစားတလုံးကြောင့်ပဲဖြစ်စေနေရာတနေရာကြောင့်ပဲဖြစ်စေအပူတောကတွေနဲ့ကိုယ့်ရဲ့နေစဉ်ပေါ်ဖြတ်တန်းနေခဲ့ကြတာဖြစ်ပါတယ်အခုပြောပြမယ်လူသားတယောက်ကအဲ့လိုလူသားတယောက်မဟုတ်ဘူးလို့ဆိုရမှာဖြစ်ပြီးသူဟာတက်ပြက်တစ်ခုရရှိလာဖြစ်တဲ့အတွက်သူ့နေရာမှာလူငယ်တွေကိုနေရာပေးဖို့အတွက်အဲ့နေရာကနေရှောင်ဖယ်ပေးသွားခဲ့တာဖြစ်ပါတယ်သူကတော့ချားလူတော့မဟုတ်ပါဘူးဂျေမီဗာဒီဆိုတဲ့အင်္ဂလန်သားတိုက်စစ်မှုကြီးပဲဖြစ်ပါတယ်ဂျေမီဗာဒီဆိုတာပရီးမီးယားလိဘောလုံးပရိသတ်တွေနဲ့မစိမ့်တဲ့ဂန်ဝင်တိုက်စစ်မှုကြီးတယောက်လို့ပြောရင်လည်းမှန်ပါလိမ့်မယ်အထူးသဖြင့်တော့လက်စတာစီးတီးအသင်းမှာမထေမရှားကလပ်တင်းငယ်လေးတင်းကနေလက်စတာစီးတီးအသင်းကိုဂျေဗာရီယာရောက်ရှိလာခဲ့တာဖြစ်ပါတယ်လက်စတာစီးတီးအသင်းနဲ့အတူချန်ပီယံရှစ်ကနေတန်းတက်လာခဲ့ပြီးတော့အန်ဂိုလိုကန်တေဒရင်ဝတာမာရက်စ်အစားရှိတဲ့ကစားမတွေနဲ့အတူနီးပြရာနီရဲ့လက်ထက်မှာပရီးမီးယားလိချန်ပီယံဆုဖလားကြီးကိုရယူနိုင်ခဲ့တဲ့သူပါမန်ချက်စတာယူနိုက်တက်အာဆင်နယ်ချယ်ဆီတို့လွှမ်းမိုးနေအချိန်ကာလတစ်ခုမှာချန်ပီယံရှစ်ကနေတန်းတက်လာခဲ့ပြီးတော့ပရီးမီးယားလိချန်ပီယံဆုဖလားကြီးကိုဗာဒီတောက်စကူရရှိသွားနိုင်ခဲ့ပါတယ်လက်စတာစီးတီးအသင်းနဲ့အတူပရီးမီးယားလိချန်ပီယံဆုကိုရယူပြီးတော့နေရာပြောင်းရွှေ့ကာလမှာလက်စတာစီးတီးအသင်းနဲ့ပရီးမီးယားလိချန်ပီယံဆုကိုရယူထားခဲ့ကြတဲ့ကစားမတွေဟာပြိုင်ပွဲအသင်းတွေစီကိုတယောက်ပြီးတယောက်ပြောင်းရွှေ့ရောက်ရှိသွားခဲ့ကြပေမဲ့ဂျေမီဗာဒီယာတို့သစ္စာတရားကိုလက်ကင်ထားပြီးတော့လက်စတာမှာချိန်ကာလတစ်ခုထိဆက်ပြီးတော့ရှိနေခဲ့တာဖြစ်ပါတယ်အခုတော့သစ္စာတရားကိုလက်ကင်ထားတဲ့ဂျေမီဗာဒီယာလက်စတာစီးတီးအသင်းကိုစွန့်ခွာသွားရမယ်ဆိုတဲ့အကြောင်းကိုပြီးခဲ့တဲ့နေ့ကကြေညာသွားခဲ့ပြီးသူကကင်းပါရောင်ဝန်းကိုကြောခိုင်းသွားတော့မှလည်းဖြစ်ပါတယ်လက်စတာစီးတီးအသင်းနဲ့ပထမဆုံးစာချုပ်ချုပ်ဆိုခဲ့စဉ်ကပေါင်တသန်းနဲ့ရောက်ရှိလာဂျေမီဗာဒီယာအခုတော့ဂန်ဝင်ကစားမအဖြစ်နဲ့လက်စတာစီးတီးအသင်းကနေထွက်ခွာသွားနိုင်ခဲ့ပါပြီသူရဲ့အကောင်းဆုံးချိန်အကောင်းဆုံးကာလတစ်ခုမှာကလပ်တင်းတော်တော်များများကကမ်းလှမ်းမှုတွေဝိုင်းပြီးတော့လုပ်ခဲ့ကြမယ်အင်္ဂလန်သားတိုက်စစ်မှုကြီးကတော့ sorry ပါဆိုပြီးတော့ပဲလက်စတာမှာဆက်ရှိနေခဲ့တာပါ73နှစ်ကြာလက်စတာစီးတင်းမှာကစားခဲ့ပြီးတော့မမေ့နိုင်စရာအတိတ်အခိုက်အတန့်တွေကိုရှိခဲ့ကြောင်းလက်စတာကသူ့နှလုံးသားထဲမှာအမြဲတမ်းရှိနေမှာဖြစ်ကြောင်းဂျိမ်းဗာရီယာပြောဆိုသွားပါတယ်ဗာရီယာတပတ်လောက်ခလာစာပေါင်30ပဲရပြီးတော့လီးပြိုင်ပွဲမရှိတဲ့အသင်းကနေလက်စတာကိုအသက်25နှစ်ရွယ်မှာပြောင်းရွှေ့လာခဲ့ပါတယ်အဲနောက်လက်စတာနဲ့တူတူရရှိခဲ့တဲ့ဆူဖလားတွေကတော့ပရီးမီးယားလိချန်ပီယံလိ FA ဖလားကွန်မြူနတီတိုင်းချန်ပီယံရှစ်2ကြိမ်ပရီးမီးယားလိအကောင်းဆုံးကစားမဆုနဲ့ပရီးမီးယားလိရွှေဖနက်ဆုတို့ပါရယူနိုင်ခဲ့တဲ့အထိဂျေမီဗာဒီယာအောင်မြင်မှုတွေရရှိခဲ့တာဖြစ်ပါတယ်အခုတော့သူရဲ့အောင်မြင်ဖြစ်တဲ့လက်စတာကိုဂျေမီဗာဒီကင်းပါဝါကိုရာသီကုန်မှာနှုတ်ဆက်သွားတော့မှလည်းဖြစ်ပါတယ်ဟုတ်ကဲ့ပါဒီဗီဒီယိုလေးကဒီလောက်ပါပဲခင်ဗျနောက်ဗီဒီယိုဒီမှာလည်းအားကစားနဲ့ပတ်သက်တဲ့သတင်းကြောင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်လို့လာအောင်ကြည့်ကြဖို့လည်းဖိတ်ခေါ်ပါရစေကျွန်တော်ရဲ့ page လေးကို like and follow မနေရသေးဘူးဆိုရင်နှိပ်သွားကြဖို့လည်းတောင်းဆိုပါရစေခင်ဗျစုံလီကြည့်ပြအတွက်လည်းအားလုံးကိုကျေးဇူးတင်ပါတယ်